လူငယ်တယောက်ဂိမ်းဆော့ပြီးဆိုရင်ဗျာဘယ်မိသားစုပဲအတိုင်းဝိုင်းမှာအားပေးတယ်ဆိုတာမရှိဘူးဗျာဒါကြောင့်ဆိုဂိမ်းစမားဆိုရင်တို့ရဲ့အစိတ်တဲ့အမြင်ထဲမှာဒီလူဟာအချိန်ကုန်နေတာပါဂိမ်းနဲ့ပဲအချိန်ကုန်တာပါနောက်ပြီးတော့ဂိမ်းထဲကိုပတ်စံတွေထည့်ပြီးပတ်စံဖြုံးနေတာပါလို့ပဲလူများစုကတော့မြင်ကြတယ်ဗျာတကယ်တော့ကျွန်တော်တို့ဂိမ်းဆော့ရဆိုတာဗျာကျွန်တော်တို့အလုံးလုံးတဲ့နေရာမှာစိတ်ပင်ပန်းစရာတွေရှိနေခင်ဗျလောကမှာစိတ်ရှုပ်စရာတွေရှိနေဗျာအဲ့ဒီຢာတွေပေါ်မှာကျွန်တော်တို့စိတ်ထွက်ပေါက်တစ်ခုဖြစ်ဖို့အတွက်ဒါဂိမ်းဆော့ရတာဗျာအခုလိုပြောလိုက်တယ်လေကျွန်တော်ကဂိမ်းမဲ့နံပါတ်1ဂိမ်းကအရာရာလို့ကျွန်တော်ကပြောချင်တာမဟုတ်ဘူးဗျာသူ့နေရာနဲ့သူပေါ့ဗျာဂိမ်းဆော့ချိန်မှာဆော့မယ်ကျွန်တော်တို့အလုံးလုံးချိန်မှာလုံးလုံးမယ်ဗျာအဲ့လိုသူ့အကန့်လေးနဲ့ခွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့ဂိမ်းဆော့တာကောင်းတဲ့ချက်တွေအများကြီးတောင်ရှိတယ်ဗျာကျွန်တော်တို့ပထမဆုံးဂိမ်းဆော့တာဗျာကျွန်တော်တို့ညံရည်ဖွင့်ပြိုးနိုင်တယ်ဗျာကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့ခါမှာနေပြီးတော့ဂိမ်းဆော့တာဗျာကျွန်တော်တို့အပြင်မှာရှောက်သွားနေတဲ့လူတွေရဲ့ဆိုင်တော့ကျွန်တော်တို့အန်ဒီရဲ့ကင်းနေတယ်နောက်ပြီးတော့ဂိမ်းဆော့ရေးပတ်စံကုန်တယ်ဆိုတာကတော့ဗျာကိုထဲမှာကုန်တာဗျာပတ်စံကဂိမ်းကပတ်စံမထဲလဲဂိမ်းဆော့လို့ရနေတာပဲဗျာဘာသာတို့ရောဂိမ်းဆော့ရဲ့နေရာမှာကိုယ့်အတွက်ကောင်းကျိုးတွေပါရှိလဲဆိုးကျိုးတွေပါရှိလဲဆိုတာကိုကျွန်တော်တို့တစ်ချက်လောက်ဒီလိုရဲ့ကွန်မန့်မှာပြောခဲ့ပေးလို့ရပါတယ်အားလုံးပဲဖိုင်းပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်